လေအပေါ်တက်လေအပေါ်တက်ပြောစရာရှိလို့တက်ထလိုက်မလေးပစိုးကလည်းထူလိုက်တာငါဒဇင်းမျိုးကပစိုးကလက်ဆောင်ပေးရချင်တော့တယ်ပစိုးကလည်းထူလိုက်တာလီပေါ်မှာလွင့်နေတယ်လို့ပဲငါမင်းမကြောက်ခိုင်းမရောခဏကြိုင်လာအောင်မင်္ဂလာပါမင်္ဂလာပါဘယ်စာတိတော့မင်္ဂလာတဲ့ဟမ်မင်္ဂလာတဲ့မင်္ဂလာဝမ်းတွင်းစာဘယ်စာတိရလဲမေးတာဝမ်းတွင်းစာတိလို့ပြောလိုက်မယ်ဘယ်မင်္ဂလာတဲ့ငါဘယ်လိုလုပ်ပြီးလက်ရှိတော့မောင်လေးခဏလေးနော်သမီးပြီးရင်တူတူကမယ်နာမည်ဘယ်လိုခေါ်လဲနေတို့ဟုတ်ပါအမေတကယ်နေတို့လားနေတို့ကဒီလိုမှပြီးပြမှာဒါမျိုးဆိုနေတို့မဟုတ်သေးဘူးခြေထောက်လေးကိုဟာဒီလိုလေခါလေးကိုထားဟိုဘက်ကိုကြည့်ဒါနေတို့ရဲ့ညီနေပြန်လို့ပဲဖြစ်ပါလေမနေ့ကစားပြီးချီးလို့ရပြီတဲ့လက်ကစားတကယ်နာမည်နေတို့လားမပုံနေနေတာနာမည်ရောမပုံနေမရှိအမန်းတော့ပြရမလားယင်ငယ်သေးလို့ဒီလောက်ကြီးဆွမ်းနာနဲ့တက်လာလိုက်တာမင်းအကြည့်ပါခဏကိုတကယ်မပုံနေမရှိဘူးလားအသက်ဘယ်လောက်တော့ပြောအသက်ဘယ်လောက်ဆက်မပြေဘူးဆက်ချရုံးလားတကယ်လားအေးမောင်လေးကအတီးပြောမယ်အမနေနေသေးလို့ဘာတချင်းရလဲမိုင်းနဲ့ပြောဘာတချင်းမှမရဘူးအားလိုက်တာလက်ကုပ်တန်လေးနဲ့အားပေးလိုက်ပါဦးအခုဆိုသွားတဲ့တချင်းလေးကတော့တွန်းနေသိနေရဲ့အတီးတရားအညာတစ်ပြည့်ပဲဖြစ်ပါတကယ်မရဘူးလားမတွေ့ဘူးခင်းကြီးက9000သနာလာပြီကျန်တာမဆိုနဲ့တီနဲ့လိုက်ဆိုပေးဘလို့လဲ ready လားတီတခွင်းတီတခွင်းဆိုရင်နောက်ကတခွင်းလိုက်ဆိုပေးရုံပဲဘာမှမကဘူးကိုယ်နည်းနည်းလေးလုပ်ပေးရုံပဲ okay 1 2အေးပါဟဲ့ခဏနေပါဦးသူကလည်းသူ့တီလုံးကပုံးပြိုင်နေတယ်လို့ပဲ okay 1 2 3ကလေးငယ်ချစ်စက်ဖွဲခခေကုန်မလေးပြုံးကခဏနေပြုံးရွှင်ချင်းမချိတ်ပေါက်စားလို့ကစစလမ်းပြတောင်းနှမ်းပြစမိဒါလေးတော့တပုတ်ဆိုလိုက်တပုတ်ဆိုလို့ဟိုဟာဖြစ်တယ်ဆိုရင်ငါ3သိန်းစုချမယ်3သိန်းလက်ခုပ်တန်းလေးနဲ့ချီးပြီးမပါအောင်3သိန်းတပုတ်ပဲဆိုပေးရမှာတင်းသိန်းရဲ့မြင်းသိန်းရဲ့ကြော်သိန်းရဲ့3သိန်းစုချကြမှာလေတင်းသိန်းနဲ့မြင်းသိန်းကြော်သိန်းရှိရင်စီမောတက်ခဲလိုက်ပါတခါတည်းပေးတိုင်းလိုက်လို့အရှိကိုရှောက်ပါလို့